အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့style တစ်ပုဒ်ပေါ့နော်ကျွန်တော်ဒီ keyboard မှာဆိုရင် style ဆိုတာကဒီ woman သမားတွေအတွက်အသက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကကျွန်တော်ရိုက်ထားတဲ့ဒီချစ်ရတယ်ဆိုတဲ့ style လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ကျွန်တော် TV နဲ့တင်ထားတာရှိတယ်ပေါ့နော်အဲ့ဒီ style လေးကိုကျွန်တော်ဒီနေ့ကျွန်တော်ဘယ်လိုရိုက်ထားလဲဆိုတာမျှဝေရင်းနေပေါ့နော်ကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ဒီ woman သမားတွေအတွက်ဆိုဒီ style ကတော့အဓိကပဲပေါ့နော်အချိန်ပေးရိုက်နိုင်မှာပဲဘယ်လိုလဲအတန်တွက်လေးကောင်းမယ်ပေါ့နော်တခြားလေးရိုက်နိုင်နေပို့လို့ကောင်းနေပေါ့နော်အဲ့တော့ကျွန်တော်ဒီချစ်ရတယ်ဆိုတဲ့တခြင်းလေးကိုကျွန်တော်တခြားလေးကိုအချိန်ပေးပြီးရိုက်ထားတာဖြစ်ပါတယ်အဲ့တော့ style ဆိုတော့ဒီကျွန်တော်တို့ programming ပေါ့နော်ဥပမာကျွန်တော်တို့ဒီ keyboard နဲ့တဝိုင်းစာလုံးတီးရတဲ့အခါမှာဒီ style တွေကဆိုတော့ကျွန်တော်တို့အဓိကကြတဲ့အရာပေါ့နော်တဝိုင်းစာလုံးတီးတဲ့အခါမှာ drum တွေဒီ bass တွေနောက် rhythm guitar တွေပေါ့နော်အဲ့ကောင်တွေကကျွန်တော်တို့ကမဖြစ်မနေဒီ program ပေါ့နော်ဒီ style program မျိုးဒီ style program ထဲမှာကျွန်တော်တို့ထည့်ထားရတယ်ပေါ့နော်အဲ့ဒါထည့်ထားမှပဲကျွန်တော်တို့ကအဆင်ပြေပါပေါ့နော်အဲ့တော့အဲ့ဒါမှပဲကျွန်တော်တို့ကဒီ keyboard တစ်လုံးနဲ့အကုန်လုံးတဝိုင်းစာလုံးကိုတယောက်တည်းတီးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်အခုဒီနေ့ချဲ့တယ်ဆိုတော့ style လေးကိုကျွန်တော်ဘယ်လိုရိုက်ထားလဲဆိုတာပြပေးနေပေါ့နော်ဘယ်လိုတီးခတ်မယ်ဆိုတာပြပေးနေကျွန်တော်စမ်းပြပေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပြပါဦးနော်စမ်းပြမှာပေါ့နော်ဒါကျွန်တော်ရိုက်ထားတဲ့ချဲ့တယ်ဆိုတဲ့ style လေးပါအဲ့တော့ intro မှာပေါ့နော်ကျွန်တော်intro ပါရိုက်ထားတဲ့ချက်ကြည့်မယ်ပေါ့နော် key ကတော့ B flat ပါအဲ့တော့ကျွန်တော်ဒီဘက်မှာတူနဲ့သက်ဆိုင်ရာအတန်လေးတွေဆက်ထားပေးပြီးသားပါတယ်ခင်ဗျဒီ one test စတဲ့နေမှာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော် intro လေးတစ်ချက်စမ်းကြည့်မယ်နော်သူက intro တော့ကောင်းနေကိုတင်မှာကျွန်တော်အဲ့ intro မှာဒီမှာ drum ကတော့ drum ရိုက်ထားတယ်နောက်ကျွန်တော် bass ပေါ့နော် bass ဆိုရင်ကျွန်တော်တက်ကိုမှ bass တစ် line ကို note ထုတ်ပြီးမှကိုကျွန်တော်တက်ရိုက်ထားတာပေါ့နော်သူခွေရတိုင်းဖြစ်အောင်လုပ်တယ်နော်အဲ့တော့ဒီမှာနောက်ထပ်ဒါဆို guitar ပါမယ်ဒါ rhythm guitar ပါနော်ဒါဆိုရင်နောက်ကနေတော့ဒီ EPN ကိုတန်လေးပါမယ်ဒါဆိုရင်ကျွန်တော် clean ပုံစံလေးမျိုးနဲ့ chorus guitar ပါနော်နောက်မှာဒါလေးနော်အားလုံးပေါင်းလိုက်တော့ဒီအလေးထွက်တယ်ပေါ့နော်ဒီ train ရဲ့ထောက်နေအစားတူတော့ကျွန်တော်အဲ့ဒါလေးပြောနေဒီမီစီမီ speed နဲ့ပေါ့နော်အဲ့ဒါလေးတီးပြီးမှအဲ့ဟိုထဲမှာ edit ပြန်လုပ်ရတာပေါ့နော်တကယ်ခွေရတဲ့အတိုင်းတူအောင်လုပ်ပါအဲ့တော့ဒီမှာဒါဆိုရင် main A ပေါ့ဒါဆိုရင်ဒီမှာတီးအောင်ပေါ့နော်ဆိုလည်းကျွန်တော် guitar တွေဆက်ထားပေးရပါတော့ဒီမှာအဲ့ဒါပေါ့နော်အဲ့တော့ဟုတ်ပြီဒါ main A ပါဒါပေမဲ့ main B ဆက်ဆန်းကြမယ်နော် main A ရဲ့ row လေးဆန်းကြမယ်အဲ့ဒါ main A ရဲ့ row ကဒါ main B ဒီ row ကဆိုကျွန်တော်တက်ရရနော်intro တူးထဲမှာကျွန်တော်ကဗာပြန်ထည့်ထားပေးရဆိုတော့အဲ့ဟိုပါဘောနော်ဒီ guitar လေးနဲ့တီးတဲ့နေရာလေးပြန်ထည့်ထားပေးတယ်ဒီ intro တူးထဲမှာကျွန်တော်ဒါကြောင့်ဒီကျွန်တော် solo မှာ solo TV မှာပြန်ဝင်တဲ့နေရာမှာထည့်ထားပေးရပါတော့ဒီ
ဒီကောင်လေးကျတော့ကျွန်တော်တို့ဒီ solo မဝင်ခင်မှာလေးတီးရမှာပေါ့နော်ဒီ chorus နဲ့ solo အခုမှတီးတဲ့ဟာလေးပါကော့ကန်လေးရတယ်ပေါ့နော်ဒီကောင်ကျတော့ဒါ solo တီးရပါနော်ဒီကောင်လေးကလည်းဘာလေးလေးဆိုဒီကောင်လေးကျတော့ break တွေပေါ့နော်ဒါ break တွေပါဒါကျတော့ပြီးဆုံးသွားရင်ဒီကောင်လေးနဲ့ဆုံးပေါ့နော်သူက intro လေးနဲ့ဆုံးမှာဖြစ်တဲ့အတွက်အဲ့မှာintro လေးကျွန်တော်ဒီမှာထည့်ထားပါနော်စတိုင်ရတော့ဒါလေးပဲဖြစ်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ခင်ဗျ